Hello ပြောအောင်လေဒီနေ့တော့မင်းရဲ့ကတာလေးလေးကိုပြောချင်တာပေါ့နော်မင်းစီမှာလာမေးတယ်ဒီကဲစီရန်လေးပေါ့နော်မင်းရဲ့ချင်းစေးလေးပြောပေးပါနော်ဘယ်ဟာလေးကောင်းလဲဆိုပြောမင်းကိုမေးတယ်ပေါ့နော်မင်းကတော့မင်းကိုယ်တိုင်လေးသုံးတယ်ဒီအတွဲလေးကိုညှို့ပေးဖြစ်တယ်ဒီအတွဲလေးကဖြစ်ဖြစ်အိုးလေးသုံးပေးလို့ရတယ်လို့နော်ခလေးငွေထားတာပဲဖြစ်ဖြစ်အိမ်လောင်တက်ကြလို့ပဲဖြစ်ဖြစ်နော်လေးကိုလာလေးထက်တာအနည်းဆုံးထွက်တာရရင်တာဒီမင်းကိုတက်တာရော်ရဲတာတွေကိုနှစ်သက်အတွင်းကိုတိတိတတာတက်တာစီတဲ့အတွက်ကိုမင်းကဒီဘူးလေးနော်ဒီကဲစီရန်လေးနဲ့ဒီအတွဲလေးကိုမင်းညှို့ပေးဖြစ်တယ်ပေါ့နော်တခုပြောချင်တာကဒီဝယ်သူတွေပေါ့နော်ဝယ်သူတွေကဒီကိုစီကိုတယောက်တည်းတစ်ခါတည်းတယောက်တည်းလာပြီးတော့တစ်ခါတည်းဝယ်သွားတယ်လို့လည်းမဟုတ်ဘူးတချို့အမျိုးသမီးတွေဆိုလို့ရှိရင်ဒီကဲစီရန်ရောင်းနေလို့ပေါ့နော်ဒီ2ယောက်3ယောက်လောက်ကိုလိုက်မေးတယ်ပေါ့နော်မေးပြီးတော့ဘယ်လိုလဲဈေးရှင်ကြတာပေါ့နော်သူများကြီးတော့ဘယ်လိုရောင်းလဲမသိဘူးမင်းကတော့မင်းကုမ္ပဏီချဈေးနဲ့တရားဝင်ကိုယ်စားလှယ်ကတ်တယ်ပေါ့နော်ဒီကုမ္ပဏီချဈေးပစ္စည်းအစ်စ်မှန်တာရောင်းပေးတာဖြစ်ပါတယ်နော်ဒီကဲစီရန်လေးကတော့တရားဝင်ကိုယ်စားလှယ်တွေရောင်းပေးတဲ့ပစ္စည်းအစ်စ်မှန်ဆိုလို့ရှိရင်တကူကို29,500ပဲရောင်းပါတယ်ကိုလည်းရောင်းလို့မရဘူးလို့ရှော့ပြီးတော့လည်းရောင်းပေးလို့မရပါဘူးနော်ဒီဈေးကွက်ထဲမှာဈေးဖြတ်ပြီးတော့ဈေးလျှော့ရောင်းနေတယ်ဆိုရင်တော့ဒါကမင်းတို့အမှမခံနိုင်ဘူးပစ္စည်းအစ်စ်မှန်လားနော်ဒီဘာဖြစ်လို့လဲဆိုတာတော့ဒါရောင်းနေလို့ပဲသိမှာပေါ့နော်မင်းတို့ကတော့ပစ္စည်းအစ်စ်မှန်ပဲရောင်းနေပြီးရင် expiry ဆိုလို့ရှိရင်လည်း2025ထုံး2028ထိရတယ်ပေါ့နော် expiry နီးတာလည်းမဟုတ်ဘူးနော်ပစ္စည်းအတုလည်းမဟုတ်ဘူးအဲ့ဒါကြောင့်ပစ္စည်းမှန်ဈေးမှန်ကိုလိုချင်တယ်ဆိုရင်တော့မင်းတို့စီလာခဲ့ပါမင်းစီလာခဲ့ပါနော်ပစ္စည်းမှန်ဈေးမှန်မင်းကရောင်းပေးတယ်နောက်ပြီးတော့မင်းကိုယ်တိုင်ရတယ်သုံးတယ်ဖြစ်တဲ့အတွက်ကိုမင်းကိုယ်တိုင်သုံးလို့သုံးနည်းကိုတေချာလေးညှိုးပေးပြီးတော့မှပြန်ရောင်းပေးတာဖြစ်တဲ့အတွက်ကိုဝယ်သူတွေရဲ့စိတ်ကြိုက်တဲ့လူစီမှာဝယ်လို့ရပါတယ်နော်ပစ္စည်းအစ်မှန်ကတော့ကိုပဲအာမခံပါတယ်ပစ္စည်းရောဈေးရောပေါ့နော်အဲ့ဒါကြောင့်ကြိုက်တဲ့လူစီကဝယ်ဈေးချင်းရှင်းကြည့်လို့ပဲဝယ်နော်ဘလို့ဖြစ်လို့ပဲဝယ်ကြိုက်တဲ့လူစီကဝယ်လို့ရပါတယ်ဒါပေမဲ့ဒီ BK စီရန်ကပစ္စည်းအစ်မှန်ကိုတရားဝင်ရောင်းချတဲ့လူတွေကတော့တကူ29,500ပဲရောင်းပါတယ်နော်အဲ့ကနေနေပြီဆိုရင်တော့ဒါကိုဘက်ကလေးလာမယ်အတိုင်းသာဖြစ်သွားပါပြီတန်တာတာဝန်မယူဘူးပေါ့နော်အားလေးပြောပေးချင်တာပါရှင်ဒါလေးပြောပြတာတတာ